Hello မင်္ဂလာပါဒီနေ့တော့ email တူဈေးဝယ်ကြမယ်နော်ပထမဆုံးကတော့ဒီ fresh market ဆိုတဲ့ဆိုင်မှာဝင်ပြီးရောပေါင်မုံရယ် blueberry scone ရယ် lemon ရယ်ဝယ်တယ်ပြီးတော့နောက်တစ်ဆိုင် Trader Joe's email favorite ဆိုင်မှာသွားပြီးရောစပြီးဈေးဝယ်ခဲ့ပါတယ်အခုကျွန်တော်ဒီနေ့မှာတော့ဒီခရမ်းသီးရယ် strawberry ရယ်ဒီနွားနို့ cream အပြည့်နို့ပေါ့နော်အဲ့နို့ရယ်ဝယ်ထားပြီးသွားပြီးတော့တမယာသီးကလည်းအရင်လက်တယ် like super shiny ဖြစ်နေတမယာသီးနှလုံးဝယ်ခဲ့တယ်ဒီမှာဒီအလုံးလေးတော်တော်လေးကြီးရပေါ့နော်။တွေ့ရသည်ဆိုတော့တမယာသည်ပို့ပြီးတော့ပေါ်လာပြီ။ဒီမှာလိုမျိုးတမယာအဆက်လားတမယူလားပါလားတော့မသိပါမယ်။ lime ဆိုရင်တော့တမယာသည်လိုပဲမှတ်ထားရဆိုတော့တမယာသည်နှလုံးဝယ်လိုက်တယ်ပြီးတော့ဒီ frozen လုပ်ထားတဲ့ salted edamame အရန်စားလို့ကောင်းတယ်အဲ့ဒါလေးဝယ်လိုက်တယ်။သူကတော့2 serving ဆိုပေမဲ့တကယ်စားလို့ရှင်မကောက်ဘူးနော်။ဒီဆိုအကြကြီးစားလို့ရတယ်ဒါလေးရတာကောင်းတယ်ပြီးတော့ breakfast casserole အတွက်ဒီအာလူချက်ထားတဲ့ဟာပေါ့ဒါဆိုရင် hash brown လို့ခေါ်တယ်အဲ့လိုဟာမျိုးလေးဝင်လိုက်တယ်မနက်စာနှမို့ဆိုမနက်စာဆိုရင်မစားဖြစ်မှာဆိုလို့ပေါ့နော်အဲ့လိုမျိုး casserole ဆိုရင်ကြိုတော့ထားလိုက်လို့ရှိရင်ဒီနှလုံးစာအတွက်စားလို့အဆင်ပြေရယ်ပြီးတော့ frozen section ထဲမှာဒီ chicken sausage လည်းဝယ်လိုက်တယ်အမီးရဝတ်သားမဲ့သားမစားတော့ဒီလိုမျိုး chicken sausage patties ကရန်စားလို့အဆင်ပြေတယ်ခုနလိုမျိုး casserole နဲ့ထွေစားလဲရတယ်အဲ့လိုမဟုတ်ဘဲနဲ့ omelette နဲ့စားရရတယ်ပြီးတော့ငါးမများစားမယ်ဆိုပြီးတော့ healthy ဖြစ်အောင်စိတ်ကူးထားတဲ့အတွက်ကြောင့်မို့လို့ဒီ salmon လည်းဝယ်လိုက်တယ်ဒီမှာ salmon ငါးလက်လည်းလက်တယ်ပြီးတော့ဈေးလည်းရိုင်းသိမ့်ပြီးတော့မကြီးဘူးပေါ့နော်ပုံမှန်ဈေးပဲ organic ဆိုင်ဆိုပေမဲ့salmon ဘိကမှာတော့ cheese section လာပါပြီ။မြဲ cheese ဝယ်တဲ့ခါမှာအဲ့လိုသူချာဖတ်ပြီးတော့စားတိချာဖတ်ပြီးတော့ဝယ်လေးရှိရဲ့။မြဲအမြဲတမ်း to go cheese ကတော့ပြင်သစ် cheese တစ်မျိုးဖြစ်တဲ့ brie cheese ဖြစ်ပါတယ်။သူကအဲ့လို cheese selection အများကြီးရှိရဲ့ brie ကဘယ်လိုပြောမလဲဟိုdessert cheese ပေါ့နော်ဟင်းနေပါတယ်ကိုထည့်ချက်တဲ့ဟာမျိုးမဟုတ်ဘူးねအချိုးပွဲအနေနဲ့စားတဲ့ cheese မျိုးဖြစ်ပါတယ်သူကအဲ့လိုမျိုးအသီးရည်နဲ့စားလို့လည်းရတယ်အဲ့လိုမဟုတ်ဘဲနဲ့အဲ့လိုမျိုး charcuterie board လိုမျိုးနဲ့လည်းစားကြတယ်သူ့မျိုး bake လုပ်ပြီးတော့လည်းပေါင်မုံနဲ့လည်းစားကြတယ်သူကအချိုးဘက်ဟိုတော့ creamy ဖြစ်တယ်ပေါ့နော်အများကြီး selection တွေအများကြီးရွေးပြီးတဲ့ခါမှာတော့ခုနကပထမဝယ်ထားတဲ့အဲ့ပန်းရောင်လေးနဲ့ဟာပဲဝယ်လိုက်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ဈေးလည်းအရန်တန်တယ်အဲ့တတုံးလုံးမှာ like $5လောက်ပဲရှိရဲဆိုတော့အဲ့ဒါပဲဝယ်လိုက်တယ်ဒါပေမဲ့အဲ့လိုမျိုးဆက်တော့ကြည့်သေးရပေါ့နော်ဒီမှာ cheese ကအဲ့လိုမျိုးလူသုံးများတဲ့ cheese ဆိုရှင်တော့အဲ့လို selection တွေလည်းအများကြီးရှိရတဲ့ကြောင့်မလို့ဘယ်ဟာပိုကောင်းမလဲပေါ့နော်ဘယ်ဟာပိုဈေးသက်သာလဲစသည်ဖြင့်ပေါ့အဲ့ဒီမှာတချို့အရင်ပျော်တဲ့ brie ရှိတယ်လို့မျိုးတချို့ကလည်းအဲ့လို triple creamy အရင် creamy ဖြစ်တဲ့ဟာလည်းရှိရပေါ့ဒီမိမိကတော့ရွေးလို့ရှိရင်ပုံမှန်ဟောင်းပဲရွေးလို့ရှိရဒါပေမဲ့ဒီ like all the brie ကတော့ soft cheese မျိုးစားဖြစ်တယ်ပေါ့နော်cheese selection လုပ်ပြီးသွားတဲ့ခါမှာတော့အခုကကုံချောက်အတန်းကိုရောက်သွားပြီပေါ့နော်အဲ့ဒီကုံချောက်အတန်းမှာပထမဆုံးဘာရောက်လဲဆိုတော့ဒီ tteokbokki ပေါ့ frozen မှာပဲအဲ့မှာ tteokbokki ကတော့ tteokbokki အရင်ဆက်တော့ဟိုတစ်ခါလေးဆိုရင်စားရတယ်ဒါပေမဲ့ဒီတစ်ခေါက်တော့ဝယ်စားမယ်ဆိုပြီးတော့စားလိုက်တယ်ပေါ့နော်သူလည်းဆိုပေးနေမှာလို့ရေးပါဆောင်စားရတယ်အရင်စားလို့ကောင်းတယ်တန်လဲတန်တယ် I think tteokbokki က like $4လောက်ပဲရှိမယ်ထင်တယ်အဲ့လိုဆိုတော့နှစ်ခါလောက်ခွဲစားလို့ရတယ်ဆိုတော့တကယ်တန်တဲ့ဟာလို့ပြောလို့ရတယ်ပြီးတော့ပဲတုပ်စားမယ်ဆိုပြီးအခုလိုပဲကြိုက်တော့ဒီ black beans လေးဝယ်တယ်ပြီးတဲ့အခါမှာအာလူကြော်တို့ chips တို့နဲ့စားဖို့အတွက် salsa ဝယ်တယ်ဒီကတော့ thick and chunky salsa အမျိုးအစားပေါ့နော်သူကလည်းရင်းရည်ဒီအတုံးလေးပါပါတယ် organic ကိုပဲရိုးရပါတယ်ပြီးတော့ဒီဟာနဲ့စားဖို့အတွက်အာလူကြော်လဲဝယ်တယ်ဒီကအာလူကြော်ရဲ့များသောအားဖြင့်နည်းနည်းငန်တဲ့ဘက်ကိုသွားရပေါ့နော်အဲ့အတွက်ကြောင့်မလို့မြဝယ်ဆိုလို့ရှိရင်အငန်ရောရှော့တဲ့ဟာကိုရွေးဝယ်လေးရှိရယ်ဒါပေမဲ့အဲ့ဒီအငန်ရှော့ရတာမှလွန်ပြီးအာလူကြော်ရနဲ့စားလို့ရှိရင်နေရယ်စားရတော့ဆိုရင်ဒီအာလူကြော်ကိုလုံးဝမကြိုက်ဘူးဘာလို့လဲဆိုတော့အရသာငန်နာတသက်ဘယ်လိုပြောအာလူရဲ့အရသာအဲ့လိုဖြစ်နေတာပေါ့နော်မမကြီးမဆိုရင်ကြော်တယ်ဆိုတော့စားနဲ့လိုမျိုးနယ်ပြီးတော့မှကြော်တာဒီမှာအဲ့လိုမဟုတ်ပဲကြော်ပြီးတော့မှစားဖြူလိုက်တာပြီးတော့ဒီမှာတော့ wine session မှာသူတို့အမီတိုက်တယ်ပေါ့နော်အမီသွားတိုက်မီလိုက်ပါသေးတယ်ပြီးတော့သူတို့ကနေ pairing လုပ်ထားတဲ့ cheese ကိုလည်းဝယ်ခဲ့လိုက်သေးတယ်ပြီးတော့chana masala လို့ခေါ်တဲ့ဒီ Indian dish တမျိုးပေါ့နော်သူပဲဟင်း
အရင်စားလို့ကောင်းနေပြီးတော့ရင်ကြိုက်တယ်ကိုပေါ့ဝယ်စားမယ်ဆိုလဲကိုပေါ့ချက်စားအရင်တက်တာပဲမဲ့အလုပ်ရှုပ်တဲ့ကြောင့်မလို့ frozen ပဲဝယ်လိုက်တယ်နောက်တစ်ခုကဘာတွေ့လဲဆိုတော့chicken meatballs ပေါ့နော်ဒီမီယာဝတ်တာမဲ့တာမစားတော့အလိုမျိုး meatballs စားမယ်ဆိုရင်အရင်လှုပ်ရှုပ်တယ်အဲ့တော့ဒီဟာလေးကတော့လှုပ်ပြီးသားလေးဆိုတော့ဝယ်လိုက်တယ်ဒါကတော့ frozen တော့ cook လေးလှုပ်ပြီးသားပေါ့နော်တခါတည်း ready စားရုံပဲအဲ့ဒါပြီးတဲ့အခါမှာအပေါ်မှာ soup တောက်ချင်တယ်ဆိုပြလိုက်တော့ lobster biscuit တွေ့တယ်အဲ့ဒါနဲ့ပဲဒီ lobster biscuit လေးလည်းယူလိုက်တယ်သူကမိုးအေးနဲ့ဆိုရင်စားလို့ကောင်းတယ် creamy လည်းဖြစ်တယ်healthy တော့မဖြစ်ဘူးကသူက top up ဒီ cream နဲ့အများကြီးထည့်ရတာပေါ့နော်ဒါပေမဲ့like I can cheat at least one day ဆိုပြီးတော့ဝယ်လိုက်တယ်ပေါ့နော်ဒါဝယ်ပြီးခါမှာ baby corn လေးလည်းတွေ့သေးတယ် baby corn က like Asian grocery store တွေနဲ့ဒီလိုစီဆိုင်မှာပဲများသောအားဖြင့်တွေ့လို့ရှိရဆိုတော့ baby corn လည်းမရမကဝယ်လိုက်တယ်ဘာလို့လဲဆိုတော့မြတ်ဒီ baby corn ကိုအရင်ကြိုက်တယ်အာလူးလည်းကုန်နေပြီဆိုတော့အိမ်မှာအာလူးလည်းဝယ်ရမယ်ဆိုတော့အာလူးထုတ်ဝယ်လိုက်တယ်ဒီအာလူးမျိုးစားကတော့ roasted potato လို့ခေါ်တယ်ဒီမှာဆိုရင်တော့အာလူးမျိုးစားအများကြီးရှိရပေါ့နော်လို့ red potato အများကြီး on like yellow ကို yukon ကိုစားသည်ဖြင့်ဒီမှာအမေရဲ့ထူကိုကဒီ roasted potato သူကစီလက်တက်တာရဲ့ဘာသုံးလို့လွယ်ပေါ့နော်နောက်ပြောင်းမှုအစိမ်းတွေကိုအခုလိုမျိုးအခွန်မချွတ်ဖ ೇನೆ ရောက်လာတန်းနဲ့ရှားတယ်ပေါ့ဒါပေမဲ့ဒီမှာတော့တွေးလိုက်တော့ဝယ်လိုက်တယ်ပုံမှန်ဆိုရင်တော့ဒီဈေးသက်သာတဲ့ဆိုင်မျိုးဝေါ်မတ်တို့ပါတော့မှဆိုရင်ဈေးသက်သာပဲမယ်ဒီလိုဆိုင်နေမှာဒီဈေးနဲ့ရဖို့မလွယ်ဘူးပေါ့အဲ့တော့$1တောင်မပြည့်ရဲ့ဈေးဆိုတော့ပြောင်းမှုလေးဖူးဝယ်လိုက်တယ်အမီအခုဝယ်တယ်များသောအားဖြင့်အသားနေတယ်ပေါ့နော်အသီးရွက်တီနဲ့ frozen နေများတယ်အသားကတော့အမီလိုမှပဲအနီးနားမှာပဲသွားပြီးတော့ဝယ်လေးရှိရယ်အရင်ဒီတစ်ပတ်ကတော့အမီအလုပ်လဲတစ်ခုပဲရှိရဆိုတော့ညနေခင်းစားတဲ့စရာမရှိတော့လို့ရှင်နားမှာသွားပြေးဝယ်လို့ရတယ်ပေါ့နော် frozen နေဝယ်ရတဲ့အတွက်ကြောင့်မလို့အသားတိတ်ပြီးတော့အများကြီးမဝယ်ဘူးဒီတစ်ခေါက်တော့ငါပဲဝယ်လိုက်တယ်ပြီးတော့မနက်စာစားဖို့အတွက်တင်ချင်ဝယ်ပါတယ်တင်ချင်ကတော့အမီကဒီorganic plain yogurt ကိုယူလိုက်တယ် organic နဲ့ organic မဟုတ်တာနဲ့ဘယ်လောက်မှသိမကွာဘူးပေါ့နော်$1လောက်ပဲကွာရယ်ဆိုပေမဲ့ it's really good for your health ဆိုတော့ organic တို့မှာ whole milk yogurt ဝယ်လိုက်ပါတယ်သူကတခြား flavor လည်းမပါဘူး plain တည်တံပဲဆိုတော့ပို့ပြီးတော့ကောင်းတယ်ပေါ့နော် added sugar တွေပါလည်းမပါဘူးမနက်စာတင်ရင်စားပြည့်ချက်မိုင်းနဲ့အများကြီးညီညွတ်ပါတယ်ဒါကတော့ immediate ဝယ်ထားတဲ့ချင်းတောင်းလေးပါဒါပြီးပြီပေါ့နော်အခုကတော့ပတ်စံရှင်းနေပြီဒီမှာသူတစ်ခုပြီးတစ်ခုတွက်နေတာဆိုတော့မစကန်ဖတ်နေတော့ပေါ့နော်အလုံးပေါင်းဒီမှာအမီဝယ်တာကတော့အလုံးပေါင်းI think like $92ဝန်းကျင်လောက်ကျပါတယ်တဲ့ like almost at the end of video မှာတွေ့ရပါလိမ့်မယ်ဒီဟာဆိုလို့ရှိရင်မျိုးသား9ဝယ်တာမပါသေးဘူးသား9ဆိုရင်တော့ I thinkနောက်ထပ်30လောက်တော့ထပ်ကုန်မယ်လို့ထင်တာပဲအဲ့တော့အမီရဲ့ပြန်မြ grocery store grocery shopping ကပေါ့နော်တစ်ပတ်ကို100ဝန်းကျင်လောက်ကုန်ပါတယ်ဒါကတော့သိချင်ရတဲ့သူတွေအတွက်ဒီဘလောက်ပေါ့နော်စားတော့စိတ်ဒီဘလောက်ကုန်လဲကျောင်းသားလေးတွေကျောင်းလာတက်မယ်ဆိုဘလောက်ကုန်လဲသိချင်တဲ့သူတွေအတွက်ပါအလုံးပေါင်း almost at the end မှာတော့အလုံးပေါင်း$92ကုန်ပါတယ်ပြီးတော့ဒါကတော့ထမင်းစားပါတယ်